ကတိတ်ခါကြီးဝဲလေးပဲဖြစ်ပါတယ်ကဲ casting လေးပါလိပြန်လာကတိတ်ခါကြီးဝဲလေးကတော့နောက်ဆုံးမှာစတင်လို့လာရွေးဖြစ်ပါတယ်ကဲဒီလိုဘောင်းရင်စပြင်မယ်ကဲတနက်တက်ပေးတယ်ဟုတ်တယ်ကောင်းတယ်ထိတယ်ကောင်းတယ်ထိတယ်အေးစေးလေးပဲတိုင်း nice ကောင်းသွားပြီဟုတ်တယ်အခုချိန်မှာဆိုတော့ဒီဘက်ကတော့မမချစ်နံပါတ်1တစ်ဖက်ကတော့မောင်ကန်နီပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲလေးကဆိုရင်တော့ဖြစ်တိတ်ခါကြီးပွဲလေးပဲဖြစ်ပါတယ်ဘတ်ဆော့ပြီးဆော့သွားမှလည်းဖြစ်ပါတယ်ဟုတ်တယ်ဘုံလေးနဲ့အသားလေးနဲ့လဲရာလေးနဲ့လောကပုံးဘာညာဖောင်းနေရဆိုတဲ့နေတာတစ်ခုမှာ 1k မရသေးဘူးတော့ညီ 1k မရသေးဘူး၄တိုင်မကျန်းနဲ့အောင်၄တိုင်မကျန်းနဲ့အောင်ပွဲပြီးမှ၄တိုင်မယ်ပွဲပြီးမှ၄တိုင်မယ်နော်ဒီလိုဟုတ်ပြီဘောက်တန်ပေးပြီအေးစပစ်ပြီအေးစေးလေးပဲကဲဘာဖြစ်မှာကဲဘလူးကနိုင်ရရှိသွားရောဘလူးကဆရာကောက်ကမ်းမှာလဲဇူလာတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဟုတ်ပြီဟုတ်တယ်လိုက်တယ်အိုးကောင်းလိုက်တာဖေးတူဖေးမှာကဲနောက်တော့ 1k ပြန်ရသွားတယ်ဆိုတဲ့အနေနဲ့တော့ကဲပွဲလေးကတော့စတာလေးကတော့ခုမှ10မိနစ်ကျော်9မိနစ်ဆိုတဲ့အတော်တွင်းပဲရှိနေသေးရနော်ချိန်ကြီးအများကြီးကျန်နေသေးတယ်တော့1-1ပဲရှိတယ်တာကြီးအစီပဲအော်ဟုတ်တယ်ရောက်ဖေးတူဖေးမှာတီးတာရောက်ရင်ဟုတ်တယ်အာမရဲသွားပြီဆိုတဲ့အနေသားတစ်ခုမှာကဲမမချစ်နံပါတ်1အာမလဲမယ်ဘက်ကကန်နေနေငယ်လောနေဆိုတဲ့အနေသားတစ်ခုမှာရှိရနော်တာကြီးကဲဘာတွေဆက်ဖြစ်သွားမလဲရင်ခုန်စိတ်လုံရှားသွားတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်တယ်ပစ္စည်းချရတယ်ဟုတ်တယ်ပေါက်တန်ပေးရပြီဟုတ်တယ်ညာဘက်ကနေဒါလေး prefire လေးပေးတာဘယ်ဘက်ကနေ prefire ပြန်ပေးတာဆိုတော့နေတာတခုမှကညာဘက်ကထွက်လာအိုးမောင်ကန်ဒီသူကြီးကကိုင်းဘဲညာဟန်ဂျာဒီပြလာရင်းနဲ့ပဲမောင်ကန်ဒီရှစ်တက်လာမလားမမချင်းနံပါတ်1ပဲပြန်လိုက်မလားအိုးဖေးတူဖေးကောင်းနေအိုးရဲသွားလိုက်ကောင်းတယ်ဗျာခုံပြီးတော့မှပဲပြန်ပစ်သွားတယ်ဆိုတော့နေတာတခုနောက်ထပ် 1k ကိုမောင်ကန်ဒီပိုင်ဆိုင်ရရှိသွားခဲ့ပြီးတော့မှပဲအခုချိန်မှာဆိုလို့ပြ 1k အတာလေးနဲ့ပဲမောင်ကန်ဒီဥဆောင်နေသေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်တယ်နေအောင်တော့ဒီပွဲလေးမှာတော့လုံးဝနော်3 GG နဲ့စော့နေတာနော်လုံးဝပွဲကဟိုဖြစ်တာနေအာမိုင်နီရဲသွားတယ်တခါလေးကိုတန်းမြတ်မှာလဲကြတယ်နော်တာကြီးဟုတ်တယ်ဒီဘက်ကတော့စိတ်မရှိဘူးခေါ်နေမင်းလာဆိုရင်တော့ခေါ်နေပြောမှဆိုတူကေးတော့မကွာသေးဘူးကဲနေအောင်တော့ခေါင်းဆောင်ပြစ်ထားတယ်တော့မမချင်းနံပါတ်2တက်ပဲကျန်တော့ဒါပေမဲ့လည်းမရဘူးမမချင်းနံပါတ်1နောက်တစ်ခါပြန်ပြီးခုံပစ်ထားတယ်ဆိုတော့တော်တွင်းမှာပဲမမချင်းနံပါတ်1ရဲ့ prefire ရတယ်မာလို့ခုံပစ်ချက်တွေအောက်မှာကန်ကြာရှုံးသွားရင်းနဲ့ပဲနောက်တော့ 1k ကိုပြန်လဲပိုင်ဆိုင်သွားရင်းနဲ့ပဲ 1k အသာလေးနဲ့ဥဆောင်ထားတယ်လို့ဖြစ်ပါတယ်ဟုတ်တယ်အိုးတွေးသက်ပဲသားကြီးဇရွေးနဲ့တက်ထွေးအောင်သေးပြီနော်ဟဲ့ပြေးပြီသားကြီးဟုတ်တယ်တွေးပြန်ဟီရတယ်တွေးမပြည့်သေးဘူးငါမင်းကိုပြည့်သေးဘူးဟုတ်တယ်မှန်တယ်ဗျာအာမမရှိဘူးသားကြီးအာမမရှိဘူးပြတပန်းသားတယ်ဘယ်ဘက်ကနေပတ်လာပြီဟုတ်တယ်မမချင်းနံပါတ်1ဟုတ်တယ်ဘယ်ညာလေးကိုစပရေးပြနေဆိုအနေထားတစ်ခုမှကဲအိုးကိုင်းနေနော်ဟဲ့ဟောရအာမမရှိပဲပြန်ပြတ်သွားတွေးတူကတော့ပြန်ကိုင်းသွားတယ်လေဒါတခုမကဲဘာဆက်ပြတ်သွားမှလဲဟုတ်တယ်ဘယ်ဘက်ကိုစပရေးလေးပေးထားတယ်ညာဘက်ကိုပြန်ပစ်ထားတယ်ဟုတ်တယ်ညာဘက်ဟန်ပြလေးနဲ့ပဲလိုက်ထားသေးတယ်တော့ပြန်လာတွေ့လေဒါတခုအိုးအာမမရှိပဲပြပြတော့သားဟုတ်တယ်ပြန်အိမ် oh my god အယောင်ကြီးနောက်ထပ် 1k ပြန်လဲရရှိသွားရင်လည်းပဲအခုချက်မှဆိုလို့ပြသူတို့ k လေးကတိတ်မကွာအောင်တော့သားတို့ 3k လုံးဝတယောက်ကြီးစီလိုက်နေဆိုအတော်အတွင်းမှာပွဲတော့ရင်ခုန်စိတ်လို့ရှောင်းလို့ဖြစ်နေပြီယိုကဲအခုဆိုလို့ရှိရင်တော့ကဲကန်ဒီဘက်ကိုတစ်ချက်တက်ကြည့်ကြမယ်နော်သားတို့ဟုတ်တယ်လုံးဝတော့နေအောင်တော့တိတ်ခါကြီးဝဲဆိုတော့လုံးဝထိန်ပြီးစော့နေဆိုတော့တော်အတွင်းမှာဟုတ်တယ်လိုက်တယ်အိုးဖေးစော်လိုက်တဲ့ damage oh my god တွေးတော့စီကင်လိုက်တော့နေတာတစ်ခုမှာကန်ဒီဘက်ကတော့တွေးတာပုံများနေခဲ့တယ်မမချစ်နံပါတ်1တွေးပြန်ဟင်းနဲ့ပဲ prefire လေးပေးတိုင်းနဲ့ပဲတက်လာပြီးပြန်ပြီးတော့အေးရတယ်တပတ်အိုးပြေးတယ်ညောင်းကြီးမရဘူးခြေတော့ကိုပြစ်မှာခေါင်းထွက်ခေါင်းကိုပြစ်မှာဆိုတော့တော်မှာအိုးရောတွေးရမရဘူးတော့အာမတိတိလေးလဲတော့မှာမရဘူးဘာလဲဒါတိတ်ခါကြီးဝယ်ဟုတ်လားနည်းနည်းလေးမှရောကန်လို့မရဘူးကွာဟုတ်တယ်မလားဟုတ်ပြီပြန်ထွက်လာပြီအခုရမှဆိုတော့ 1k အသာလေးနဲ့ပဲကန်ဒီပွဲလေးဥဆောင်ထားဆဲပဲဖြစ်ပါတယ်ပွဲချိန်လေးကဆိုတော့5မိနစ်ခွဲကြံနေသေးရဆိုတဲ့အခြေအနေမှာဟုတ်တယ်ဟောကျွန်တော်ထွက်လာပြီဖေးတူဖေးပြစ်အိုးကောင်းလိုက်တာရောင်ကြီးဖေးတူဖေးပြစ်ပြသွားတာအာမတော့ကနည်းနည်းပဲထိရအောင်သားကြီး
ဟုတ်တယ် 2K ပြတ်သွားပြီ 2K ပြတ်သွားပြီဒါကြီးဟုတ်တယ်တက်လာပြီဦးရောအတန်ကမကြားလိုက်အောင်ဟုတ်တယ်ပြန်တက်လာနောက်တော့အိုထိတယ်ဖိတ်သူ Oh my god ကောင်းလိုက်တယ်ဥစားရောင်ကြီးဝင်ပြစ်လို့ရလားတဲ့ brother ဒီဥစ္စာ Bus 3ဒီပွဲပြီးမှပဲဝင်ပြစ်လို့ရမှာเนาะတာကြီးဘာလို့လဲဒါနည်းနည်းတိတ်ခါကြီးပွဲတွေပြည့်နေအောင်လို့เนาะ Bus 3ပြီးတော့ချင်း ID လေးချပေးမယ်เนาะတာကြီးဝင်ပြစ်ချင်တယ်ဆိုရင်ဝင်ပြစ်လို့ရเนาะတာကြီးတို့ကဘောင်းနေ free နေအထက်ရောက်တဲ့ချိန်ကျမှကိုနဲ့ပြစ်တဲ့သူရဲ့ညှိယူပြီးတော့မှဘောက်ပြစ် free ပြစ်ရเนาะတာကြီးတို့ပြင်ထောင်မိမယ်เนาะဟုတ်တယ်တက်လာပြီ Oh my god တိုင်းတော့ဒီတော့အိုးရှိပါရော 3K ပြတ်သွားပြီတော့တိုင်း 3K ပြတ်သွားရင်တော့တိုင်းအိုးရောမရဘူးတခါတည်းအာမလဲမှာเนาะတခါတည်းအာမလဲမှာမရဘူးဒါတိတ်ခါကြီးဝယ်ဟုတ်လားတိတ်ခါကြီးဝယ်เนาะပြီးလို့ချင်းနာမည်တက်ပြီးတော့မှဆရာခေါ်ရမှာเนาะတိုင်းနာမည်တက်ပြီးဆရာခေါ်ရမှာเนาะဒါတိတ်ခါကြီးဝယ်เนาะဒါဟိုတစ်ခေါက်တော့ဆိုလို့ချင်းတော့ကန်ဒီကအနိုင်ရရှိထားခဲ့ပြီးတော့မှဒီပွဲမှာလည်းကန်ဒီပထမဦးဆုံးပွဲမှာပဲကန်ဒီဥဆောင်လာတော့မယ်เนาะတိုင်းဟုတ်တယ်ဘာမှချက်နေမတက်လာတယ်ပြေးကောင်းတယ်အိုးမရဘူးလေအော်ရပုံးဒီဖောက်ပုံမရဘူးဘာမှချက်နေမတက်ဘက်ကိုတစ်ပြန်ကြီးရအောင်ဒါယူဟုတ်တယ်အခုချိန်မှာဆိုရင်တော့ပြ 3K အစာလေးနဲ့ပဲဘောက်ကန်ဒီဥဆောင်လာတယ်ဖြစ်ပါတယ်ဒီဘက်ကမမချက်နေမတက်လုံးဝစိတ်မရှိတော့ခေါ်နေဇက်ခေါ်နေဆိုတဲ့အခြေအနေတစ်ခုမှာကဲအခြေအနေရဲ့တင်းပါနေ Oh my god အိုးမရတော့တော့ရဒီကောင်မရတော့တော်တော်ပြည့်နေပြီတော်တော်တင်းနေပြီဒီကောင်တော်တော်တီးနေဒါယူမင်းလာခဲ့မဲလာကောင်းနေမေးတော့ပြည့်နေတော့တာအဖေကအိုးသွေးလက်သက်လေးနဲ့ပဲရောက်ပြန်ကုန်ပြပြသွားတယ်ဆိုတဲ့အနေထားတစ်ခုမှာမမချင်းနံပါတ်1တင်းပြီဗောမင်းကလည်းပြီးမှာဗောသူက 3K ပြန်ပြတ်သွားခဲ့နေတယ်ပဲဘာတွေလုံးပါလဲဘာတွေဆက်ဖြစ်မှာလဲပွဲချိန်လေးကဆိုရင်တော့ပြ3မိနစ်တော့ကြံနေသေးတယ်နော်ဒါအင်းစင်းတော့ဒါ 3K လေးအသာလေးလိုက်လို့ရသေးတယ် 3K လေးအသာလေးလိုက်လို့ရသေးတယ်ဒါကြီးဟုတ်တယ်ဒီကစိတ်မရှိဘူးခေါ်နေတာလာတော့ရောဟုတ်တယ်ဖေး Oh my god ကောင်းလိုက်တယ်ဖေးမှာဟိုဘယ်အောင်တကယ်ကောင်းတာနော်မမချင်းနံပါတ်1လောနေပြီတော့ဒါကြီးမင်းလောနေပြီစိတ်ကလေးကိုတည်တည်စားပြီးတော့မှပြေးဟိုကဘောက်ပလေယာမဟုတ်ဘူးက free player ဒါကြီး Oh my god သူကနေအောင်လုံးကိုင်းသွားတယ်ဆိုပေမဲ့လည်းမမချင်းနံပါတ်1ကတွေးဖို့ကိုင်းနေခဲ့တယ်မင်းဘာတက်လောက်တာလဲမင်းကိုမဆရာကြီးဖြစ်နေတာဟုတ်လားတက်ပြက်တာမင်းပြစ်ပေးလိုက်ပြီရောက်တို့ပေမဲ့လည်း 3K အတာနဲ့ပဲတစ်ဖက်ကကန်ကြီးကဥဆောင်လာတယ်ပဲเนาะသားကြီးဟုတ်တယ်ကျန်တယ်ပြီပြန်ပေးပြီရပြီပြစ်ဟုတ်တယ်တက်လာဟုတ်တယ်အိုးရထီအိုးရသွေးပင်ကတိုင်းဒါမဲ့လည်းမင်းဇွတ်မတက်နဲ့ဘာလို့လဲကပလေယာဘောက်ပလေယာလုံးဝကောင်းတယ်နော်စပိုင် Oh my god တွေ့လားငါပြောတယ်ဒီကပဲကျန်တော့ live ပြီဗောမင်းထွက်မလာနဲ့အဲ့လိုခုံနိုင်သေးမှာပဲဟုတ်လားအဲ့လိုခုံနိုင်သေးမှာပဲထွက်လာတဲ့ခြေထောက်ကိုလော်နဲ့ပြန်ငါပြောတော့ဟုတ်ပြီကန်းသာပေးရတယ်ဆိုနေတခုကဲဟုတ်ပြီပြစ်ပြီကတ်ထားတယ်ဟုတ်ရအိုးယော 1K ပဲပြတ်တော့တော့တိုင်း 1K ပဲပြတ်တော့တိုင်းပွဲချိန်ကလည်း10မိနစ်ကျော်2မိနစ်ဆိုတော့တော်တွင်းမှာရှိနေသေးရဲ့တိုင်းအနိုင်ရှုံးပေါ်သွားနိုင်တယ်နော်ဟုတ်တယ်ရောက်ကြီးကဲကန်ဒီဘက်ကိုတစ်ချက်တော့ပြန်ကြီးလိုက်အောင်တိုင်းအဲ့တော့မောင်ကန်ဒီနိုင်ရရှိသွားမှာလားဒီပုံစံတိုင်းလို့ဆက်ထိန်းထားနိုင်မလားတိုင်းဟုတ်ပြီမမရှင်နံပါတ်1လာပြီကန်းတန်ပေးရတယ်ဟုတ်တယ်ထိရတိုင်းနေရာလုံးထိရတက်တယ်ဟုတ်တယ်တွေးပင်ကလိုက်မိုက်လိုက်မှာဟောရောပြန်လာပြီခုရမှာဆိုတော့ 9K Oh my god 9K ကေးတူသွားပြီဒါကြီးတော့စောနာတော့ပွဲကကေးကအဲ့လောက်ကြီးမပြတ်ဘူးနော်ဟုတ်ကဲ့ကေးအဲ့လောက်ကြီးမပြတ်ဘူးမလို့ကေးပြတ်ထားတော့ဒါကြီးကေးပြတ်ထားပြန်လိုက်ပြတာနော်ဟုတ်တယ်တန်ကီ 9K ဖြစ်သွားပြီဒါကြီးတို့ကြီးပွဲချိန်စက္ကန့်30ဆိုတော့အတော်တွင်းမှာတီးပဲကြားနိုင်ကြီးရှိတော့တယ်နော်ဒါကြီးဒီဘက်ကမပြစ်နိုင်လို့ရှိရင်တော့သွားပြီဟိုဘက်က 1K တာနဲ့နိုင်မှာဒါကြီးဟုတ်တယ်ဟိုဘက်ကအချိန်ဆွဲမနေနဲ့ထွက်ခဲ့တီးကြမှာလား
တရေကြမလားဟုတ်တယ်မလို့လားကတ်ပြီပေါ့ဘောကတ်ပြီပေါ့ဒါကြီးကတ်ပြီပေါ့မလာတော့တွေ့လားမလာတော့ဟုတ်တယ်ဖိတ်ကောင်းတယ်အိုး2K အပြက်လေးနဲ့ပဲမမချင်းနံပါတ်1ဘောက်ပလီယာဆိုတဲ့ဒါဒီပွဲမှာမောက်ကန်နီကိုအနိုင်ရရှိရင်းနဲ့ပဲ